အားလုံးပဲမင်္ဂလာပါခင်ဗျာအရင်ဗီဒီယိုမှာ database ရဲ့အခြေခံသဘောတရားနဲ့အရေးပါပုံကိုလေ့လာခဲ့ပြီးပြီဆိုတော့ဒီနေ့ကျွန်တော်တို့ database ရဲ့နောက်ထပ်အလွန်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ဇယားလို့ခေါ်တဲ့ table များအကြောင်းကိုဆက်လက်လေ့လာသွားကြမှာဖြစ်ပါတယ်အရင်ဗီဒီယိုမှာ database ကိုဖိုင်တွေထည့်တဲ့ bureau နဲ့ဥပမာပေးခဲ့တာမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။ဖိုင်တွေထည့်ထားတဲ့ bureau ထဲမှာအချက်လက်တွေကိုစနစ်တကျသိမ်းဆည်းတဲ့အခါမတူညီတဲ့အကြောင်းအရာတွေအတွက်ဖိုင်လေးတွေတည်တံ့ခွဲပြီးသိမ်းဆည်းတတ်ကြပါတယ်။အလားတူပဲ database မှာအချက်လက်တွေကိုအကြောင်းအရာအလိုက်စနစ်တကျစုစည်းပြီးသိမ်းဆည်းထားတဲ့နေရာကိုဇယားသို့မဟုတ် table လို့ခေါ်ဆိုလို့ရပါတယ်။ database table တစ်ခုရဲ့အဓိကရည်ရွယ်ချက်ကတော့အချက်လက်အမျိုးအစားတစ်ခုတည်းကိုသာစနစ်တကျစုစည်းထားဖို့ဖြစ်ပါတယ်။ဒီလိုအချက်လက်အမျိုးအစားတစ်ခုတည်းကိုတည်တံ့စုစည်းထားနိုင်ဖို့ရည်ရွယ်ပြီး table တွေကိုတိကျတဲ့ဖွဲ့စည်းပုံဖြင့်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ဥပမာအနေနဲ့ table တစ်ခုမှာဖောက်သည်တွေရဲ့အချက်လက်တွေကိုပဲတည်တံ့တွေ့ရမှာဖြစ်ပြီးနောက် table တစ်ခုမှာတော့ကုန်ပစ္စည်းစာရင်းကိုပဲတည်တံ့မှတ်တမ်းတင်ထားတာမျိုးဖြစ်ပါတယ်။ database table တစ်ခုရဲ့အဓိကရည်ရွယ်ချက်ကတော့အချက်လက်အမျိုးအစားတစ်ခုတည်းကိုသာစနစ်တကျစုစည်းထားဖို့ဖြစ်ပါတယ်။ဒီလိုအချက်လက်အမျိုးအစားတစ်ခုတည်းကိုတည်တံ့စုစည်းထားနိုင်ဖို့ရည်ရွယ်ပြီး table တွေကိုတိကျတဲ့ဖွဲ့စည်းပုံနဲ့တိစောက်ထားခြင်းဖြစ်ပါတယ်။ဥပမာအနေနဲ့ table တစ်ခုမှာဖောက်သည်တွေရဲ့အချက်လက်တွေကိုပဲတည်တံ့တွေ့ရမှာဖြစ်ပြီးနောက် table တစ်ခုမှာတော့ကုန်ပစ္စည်းစာရင်းကိုပဲတည်တံ့မှတ်တမ်းတင်ထားတာမျိုးဖြစ်ပါတယ်။ဖောက်သည်တွေရဲ့စာရင်းနဲ့သူတို့ရဲ့မှာယူမှု order စာရင်းလိုမျိုးမတူညီတဲ့အချက်လက်စာရင်းတွေကို table တစ်ခုထဲမှာရောနှောပြီးဘယ်တော့မှသိမ်းဆည်းလို့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုရောနှောသိမ်းဆည်းခြင်းဟာနောက်ပိုင်းမှာအဲ့ဒီအချက်လက်တွေကိုပြန်လည်ရှာဖွေဖို့ထုတ်ယူသုံးစွဲဖို့နဲ့စီမံခန့်ခွဲဖို့အတွက်အလွန်ခက်ခဲရှုပ်ထွေးစေလို့ဖြစ်ပါတယ်။အဲ့ဒီအစားစာရင်းတစ်ခုစီအတွက်တိကျ table တစ်ခုစီဥပမာ customer ဆိုတဲ့ table တစ်ခု order ဆိုတဲ့ table တစ်ခုကိုထန်တီးသင့်ပါတယ်။ဒါတွေကတော့ data တွေကိုစနစ်တကျထားရှိဖို့လိုက်နာသင့်တဲ့အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်။ database ထဲမှာ table တွေအများကြီးရှိနိုင်တာကြောင့် table တစ်ခုချင်းစီကိုမှန်မှန်ကန်ကန်ရည်ညွှန်းနိုင်ဖို့နဲ့ရှုပ်ထွေးမှုမရှိစေဖို့သူ့အတွက်ကိုယ်ပိုင်အမည်တစ်ခုစီပေးဖို့လိုအပ်ပါတယ်။ဒီနေရာမှာအရေးကြီးတာတစ်ခုကတော့ table ရဲ့အမည်ဟာအဲ့ဒီ database တစ်ခုလုံးမှာတစ်ခုလည်းပဲရှိရပါမယ်။ဒါကိုနီးပညာအရ unique ဖြစ်တယ်လို့ခေါ်ပါတယ်။ရှင်းပြရရင် database တစ်ခုမှာ customer ဆိုတဲ့ table ရှိနေပြီဆိုရင်နောက်ထပ် customer လို့အမည်တူတဲ့ table အသစ်တစ်ခုထပ်ပြီးတည်ဆောက်လို့မရတော့ပါဘူး။ဒီလိုကန့်သက်ထားမှသာဘယ်အမည်ကဘယ် table ကိုဆိုလိုရဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့အမည်ထပ်တူမရှိရဘူးဆိုတာက database တစ်ခုချင်းစီအတွက်ပဲဖြစ်ပါတယ်။ဆိုလိုတာကမတူညီတဲ့ database တွေမှာတော့ table အမည်တူတွေထားနိုင်ပါတယ်။ဥပမာ database A မှာ product ဆိုတဲ့ table ရှိနိုင်တယ်လို့အခြား database B မှာလည်းသူ့ရဲ့တည်တံ့ product ဆိုတဲ့ table ရှိနေနိုင်ပါတယ်။ database တွေမတူတဲ့အတွက်အမည်တူ table တွေရှိနေတာကပြဿနာမရှိပါဘူး။ database table တွေမှာအချက်လက်တွေကိုဘယ်လိုပုံစံနဲ့သိမ်းဆည်းရမယ်ဆိုတဲ့စည်းကမ်းချက် constraint သတ်မှတ်ထားဖို့ကအရေးကြီးပါတယ်။ database အခေါ်အဝေါ်အရာ constraints ကိုမြန်မာလိုစည်းကမ်းချက်လို့အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ဥပမာAဆိုတဲ့ column မှာနံပါတ်တွေပဲဖြည့်ရမှာမယ်ဆိုရင် string ဖြစ်လို့မရပါဘူး။နောက်ပြီး email column က email ကို string အနေနဲ့ထည့်ရမယ်ဆိုရင်နားဖြစ်လို့မရတာမျိုးကျောင်းသား ID column တွေက ID တွေက unique ထည့်ရမယ်ဆိုရင် ID တွေကတစ်ခုနဲ့တစ်ခုထပ်နေလို့မရတာမျိုးပါ။ဒီလိုစည်းကမ်းချက် constraints တွေကိုချမှတ်ထားခြင်းက database အတွင်းဖြစ်ပေါ်လာနိုင်တဲ့အမှားများကိုကြိုတင်ကာကွယ်ပေးပြီး data စီမံခန့်ခွဲမှုကိုပုံမလွယ်ကူစေနိုင်လို့ပဲဖြစ်ပါတယ်။အခုလို table တွေမှာစည်းကမ်းချက် constraints တွေကိုသတ်မှတ်ခြင်းအပြင် table တစ်ခုရဲ့တိကျတဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုအသေးစိတ်ဖော်ပြဖို့လည်းလိုအပ်ပါတယ်။ဒီလိုဖွဲ့စည်းတည်ဆောက်ပုံအသေးစိတ်ကိုဖော်ပြထားတဲ့အစုအဝေးကို schema လို့ခေါ်ပါတယ်။ table schema မှာဘာတွေပါဝင်လဲဆိုတော့ table ထဲမှာအချက်လက်တွေကိုဘလို့အပိုင်းကဏ္ဍတွေနဲ့ခွဲခြားသိမ်းဆည်းမလဲဆိုတဲ့ column တွေ column တစ်ခုချင်းစီရဲ့အမည်တွေ column တစ်ခုချင်းစီမှာသိမ်းဆည်းဖို့ခွင့်ပြုထားတဲ့ data မျိုးစားတွေနောက်ဆုံးအနေနဲ့အပေါ်မှာပြောခဲ့တဲ့စည်းကမ်းချက် constraints တို့ပါဝင်ပါတယ်။တနည်းအားဖြင့် schema ဆိုတာ table တစ်ခုရဲ့တိဆောက်ပုံဆိုင်ရာပုံစံချမ်း blueprint လို့ပြောနိုင်ပါတယ်။ဒီ schema ဆိုတဲ့အသုံးအနှုန်းကို table တစ်ခုချင်းစီရဲ့ဖွဲ့စည်းပုံကိုရည်ညွှန်းဖို့သုံးနိုင်တယ်လို့ database တစ်ခုလုံးရဲ့ overall structure ကိုဖော်ပြဖို့လည်းသုံးနိုင်ပါတယ်
အဲ့ဒီခါမှာတော့ database တွေက table တွေအားလုံးသူတို့ရဲ့ဖွဲ့စည်းပုံတွေနဲ့သူတို့အချင်းချင်းဘယ်လိုချိတ်ဆက်ထားလဲဆိုတဲ့ relationships တွေကိုစုပေါင်းပြီး database schema လို့ခေါ်ဆိုလို့ရပါတယ်။ဒါဆိုရင်ဒီဗီဒီယိုမှာကျွန်တော်တို့ database ရဲ့အလွန်ရေးပါတဲ့အစိတ်ပိုင်းဖြစ်တဲ့ table နဲ့ table တွေရဲ့အဓိကကျတဲ့စည်းကမ်းသတ်မှတ်ချက် constraints တွေနောက်ပြီးတော့ table ရဲ့တိစောက်ပုံကိုဖော်ပြတဲ့ schema အကြောင်းတွေကိုအခြေခံအားဖြင့်လေ့လာခဲ့ကြပါတယ်။ဒီသဘောတရားတွေဟာကျွန်တော်တို့ SQL ကိုဆက်လက်လေ့လာတဲ့အခါအလွန်အသုံးဝင်မဲ့အခြေခံကျတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာ database ရဲ့နောက်ထပ်အရေးကြီးတဲ့အစိတ်ပိုင်းတွေဖြစ်တဲ့ column, row နဲ့ data မျိုးစား data types အကြောင်းတွေကိုဆက်လက်လေ့လာကြဖို့ဖိတ်ခေါ်ပါတယ်။